Mercury retrograde ကတော့လှလှပပလေးနဲ့စပြီးတော့မှ retro လာပါပြီဆိုတော့အခုလက်တလုံးမှာဆိုရင် social media ပေါ်မှာပွဲပေါင်းနေပြဿနာပေါင်းနေအတိုက်တယောက်နဲ့တယောက်တိုက်ခိုက်ပြန်လဲတိုက်ခိုက်နေရမျိုးတွေတွေ့နေရတယ်နောက်တစ်ခုကကျတော့တယောက်ရဲ့အောက်ဖဲလန်နာမျိုးတွေတွေ့နေရတယ်ဆိုတော့ဒါတွေကလည်းတွေ့နေရပြီချင်းအဲ့ဒါကဒါ Mercury retrograde စတဲ့နေ့မှာတင်ပဲဒီပြဿနာတွေကြုံနေရပြီတွေ့လာရပြီဆိုတော့ပြီးခဲ့တဲ့နှစ်ပတ်လောက်မှာလဲ Mercury retrograde ပြီးကာလမှာတင်เนาะတချို့ဤပညာရဲ့ပိုင်းဆိုင်ရာလေးချိုးယွင်းတာအကြောင်းလေးလည်းအလားပြောခဲ့သေးတယ်ပြောခဲ့တဲ့ခါကျတော့ Messenger မှာကောနောက်တစ်ခုကကျတော့ TikTok message မှာလည်းလာမေးကြတယ်Mercury retrograde ကဘာလဲဘာဖြစ်လို့ Mercury retrograde ကြောင့်မို့ကျွန်တော်တို့တွေရဲ့လူတွေကိုလာပြီးတော့ထိခိုက်နေရလဲပေါ့နော်တက်ရောက်နေရလဲပေါ့ဆိုတော့ Mercury ကကျတော့ဂျိုပါပဲအလားတို့လည်းဒါဂျိုတစ်ခုမှနေနေတယ် Mercury ကလည်းသူ့ရဲ့ဂျိုပဲဆိုတော့ဒီဂျိုတွေဒီစัจ java ကြီးမှာเนาะ university မှာဂျိုတွေတစ်ခုနဲ့တစ်ခုကအပြန်လည်မိတဟက်ပြုတ်ပြီးနေနေကြတယ်လို့လည်းပြောလို့ရတယ်အဲ့တော့ဒါကြောင့်မို့သူတို့ရဲ့ energy ရဆိုလည်းကိုယ်တွေရှိမှချိတ်ဘယ်လိုပြောမလဲ impact တွေတက်ရောက်မှုတွေရှိနေရပါဘောဥပမာနီးဆက်ဆုံးပြောမယ်ဆိုရင်လာပြေလာကွယ်နဲ့เนาะဒီအတက်ကြတွေနဲ့သက်ဆိုင်တယ်လို့မျိုးအဲ့တော့ကိုဗစ်နိုင်ငံမှာဖြစ်နေတဲ့ကိုတွေရဲ့ဒီ plan မှာဖြစ်နေဒီကိုရဲ့ကဘာဂျိုးမှာဖြစ်နေလေဟိုဘက်ကိုတက်ရောက်တယ်လို့သူတို့ရဲ့ဂျိုးကလည်းဟိုဘက်မှာဖြစ်နေဘူးဒီဘက်ကိုတက်ရောက်တယ်လို့မျိုးပဲပေါ့နော်ဆိုတော့ scientific way ကနေရောအဲ့လာအများကြီးတော့မရှင်းပြတတ်ဘူးဆိုတော့နောက်တစ်ခုMercury retrograde ကဘယ်လိုသဘောတဘာဝလဲဆိုတော့ Mercury retrograde ကနောက်ပြန်ဝင်လာတာဆိုတော့ဂျိုတွေကပုံမှန်လဲပတ်နေတဲ့အတွင်းကနေပြီးပြန်ပြီးတော့မှနောက်ပြန်တစ်ပတ်ပြန်လှည့်လာတာအဲ့တော့ပုံမှန်လဲပတ်နေတဲ့အရာကြီးကပြန်လဲလိုက်တဲ့ဟာမျိုးဆိုရင်အဆင်မပြေဘူးအဲ့တော့အဲ့လာတော့လူတွေလမ်းလျှောက်တယ်အရှိကိုလမ်းလျှောက်တယ်အဲ့မဲ့အနောက်ကိုပြန်လမ်းလျှောက်တဲ့အချိန်မှာအဆင်ပြေလားအဆင်မပြေဘူးအဲ့လိုပဲဂျိုကပုံမှန်အရှိကိုသွားနေရတဲ့နော်အရှိကိုဒီလိုပုံမှန်လဲပတ်နေရမှာမဟုတ်ဘဲနဲ့အနောက်ပြန်လဲလာတဲ့သဘောတဘာဝမှာMercury ဂျိုဒီ communication တွေနဲ့ပတ်သက်ပြီးတော့မှပြသတဲ့ဂျိုဖြစ်တယ်အဲ့တော့မိမိတို့ရဲ့ communication တွေဆက်သွယ်ဆက်ဆံရေးတွေအမြဲတမ်းအဲ့လာ Mercury เนาะ Mercury retrograde ပြီးခဲ့တဲ့ဟိုဟာတော့ကလည်းပြောခဲ့ဘူးလေပြီးခဲ့တဲ့နှစ်အစမှာလည်း Mercury retrograde မှာဘယ်လိုရှောင်ရနေရမလဲဆိုတာမျိုးလည်းပြောခဲ့ဘူးလေဒါပေမဲ့ဒီတစ်ခါ Mercury retrograde ကဘယ်မှာလာပြီးတော့မှထိုးလဲလို့ပြောတဲ့အခါကျရင် Sagittarius မှာလာထိုးတယ်အဲ့တော့ Sagittarius ရဲ့ zodiac sign ရဲ့ energy ရဆိုရင် Sagittarius က freedom seeker တွေဖြစ်တယ်justice ကိုလိုချင်တဲ့သူတွေဖြစ်တယ်အဲ့တော့ freedom seeker ဖြစ်တဲ့ Sagittarius ကဘာဖြစ်နေလဲဆိုတော့နောက်တစ်ခု fire energy တွေဖြစ်တယ်အဲ့လိုzodiac sign မှာ Mercury retrograde ကလာထိုးတာဖြစ်တဲ့အတွက်အရင်ကာလတွေမှာထိုးခဲ့တဲ့ Mercury retrograde နဲ့ဒီကာလမှာထိုးခဲ့တဲ့ Mercury retrograde ကပို့ပြီးတော့မှ impact ပိုပြင်းတယ်လူတွေတော်တော်များများကိုထိတာပိုထိတယ်လို့ပြောလို့ရပါဘောเนาะအဲ့တော့ဒီကာလမှာခဏပြောတဲ့ communication တွေနဲ့ပတ်သက်တာဖြစ်တဲ့အတွက်လူအချင်းချင်းစကားများရန်ဖြစ်တာတွေပြဿနာတွေဖြစ်တာတွေဒါဖြစ်မှာပြီးသွားရင်နောက်တစ်ခုကကျတော့ Mercury retrograde ကပြန်လာတဲ့အခါမှာအတိတ်ကဖြစ်ခဲ့တဲ့ပြဿနာဟောင်းတွေပေါ့နော်ဆိုတော့အခုကာလတွေမှာဖြစ်ကြတဲ့ပြဿနာတွေလည်းအတိတ်မှာဖြစ်ခဲ့တဲ့ပြဿနာဟောင်းတွေကိုငါမှန်နဲ့နင်မှန်နဲ့ဆိုပြီးတော့မှအဖြေရှာရင်းနဲ့ပြဿနာတွေဖြစ်ကြတာနားလည်မှုတွေလွဲတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့အခုဆိုရင်တိတိတတ်တာเนาะမနေ့ကဆိုရင်လည်းမနေ့ညလို့ပြောမလားမသိဘူးเนาะမြန်မာပြည်မှာဆိုညဘက်ကြီးမှာအဲ့လိုမျိုးပြဿနာတွေဖြစ်ကြရဲ့ဟိုအဲ့လိုအဲ့လိုမျိုးပေါ့နော်အရင်လွန်ခဲ့တော့ပြီးခဲ့တော့ကာလဟာတွေကိုပြန်ပြီးတော့မှပြန်ဖော်ကြတာပေါ့နော်အဲ့တော့ဘာတွေကိုပေါ်လာလဲဆိုလူတွေရဲ့ဖုံးကွယ်ထားတဲ့မျက်နှာတွေကိုဒီကာလမှာပို့ပြီးတော့မှမြင်တတ်တယ်မြင်ရလိမ့်မယ်တွေ့ရလိမ့်မယ်နောက်တစ်ခုကကျတော့ Sagittarius က travel เนาะဒီ Mercury retrograde ကလည်း Mercury ကလည်းဒီခီးသွွားလုပ်ငန်းတွေ Sagittarius ကလည်း higher learning ခီးသွွားလုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးဆိုဒီကာလလေးမှာเนาะနောက်တစ်ခုချို့သူတွေပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှသွားဖို့စီစဉ်တဲ့သူတွေပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်မဲ့ကိစ္စတွေခရီးလုပ်ငန်းကိစ္စတွေပညာရဲ့ပိုင်းဆိုင်ရာလုပ်ငန်းကိစ္စဆိုင်ရာကိစ္စရက်တွေမှာဒီ Mercury retrograde ကာလမှာတော်တော်လေးသတိထားဖို့လိုအပ်တယ်တော်တော်လေးကိုသတိထားဖို့လိုအပ်တယ်အဲ့တော့နောက်တစ်ခုကကျတော့ Mercury retrograde ကာလကနေစပြီးတော့မှအခုတော်တော်များများလူတွေကစိတ်မရှိဘူးထစ်ကလေးဆိုစိတ်မရှိဘူးဒေါသထွက်မယ်ပတ်ကနေပြန်ပြောလိုက်မယ်အရင်တော့ကခဏပြောဟာငါကဒေါသထွက်တဲ့သူမဟုတ်ဘူးအေးတဲ့သူကဒီကာလမှာငါဘာဖြစ်နေတာလူတွေကိုလည်းစိတ်မရှိဘူးလူတွေကိုလည်းပတ်ကနေပြောချင်တယ်စိတ်ပြင်းမှန်းမှုတွေလည်းပြောချင်တယ်အဲ့အချိန်မှာဒီမှာဘာဖြစ်တယ်လဲဆိုအုံထွားအဲ့လိုဘယ်လိုပြောမလဲရမတ်ထဲမှာဥထားတဲ့အရာတွေတအုံလုံးနဲ့ရှိနေတဲ့အရာတွေဒီကာလကြီးမှာပြဿနာ
ဖြစ်လိုက်ပြီးနော်တယောက်နဲ့တယောက်ကအဖုထိစချိတ်မိလိုက်ပြီးဟဲ့ဆိုဝုန်းလဲဆိုပြီးတော့မှဘာဖြစ်ကြလဲဆိုပောက်ကွဲတယ်လို့မျိုးပြောကြပြီအဲ့တော့အမှန်တရားငါဘက်ကအမှန်တရားသူ့ဘက်ကအမှန်တရားဆိုပြီးတော့မှအဲ့လိုမျိုးပြောကြပြီဒေါသတွေဖြစ်ကြပြီအဲ့လိုမျိုးပြောကြရင်နောက်တစ်ခါကျတော့လူတွေရဲ့အတိတ်ဟောင်းပြဿနာဟောင်းတွေပြန်လာတတ်တယ်လို့လည်းပြောတယ်အတိတ်ဟောင်းပြဿနာဟောင်းတွေဖြစ်တဲ့အတွက်အရင်တုန်းကလူတွေလိန်ထားတဲ့အရာတွေလူတွေရဲ့ like dark side တွေဒီကာလမှာကိုလုံးဝမထင်မှတ်ထားတဲ့လူတွေရဲ့ dark side တွေပေါ်လာတယ် तू ကအဲ့လိုကြီးလားဟဲ့လုံးဝမထင်အောင်တော့ panic မဖြစ်နဲ့ it's okay အဲ့ဒါ Mercury retrograde မှာပေါ်လာလိမ့်မယ်အဲ့တော့ကိုရဲ့ဒီခဏပြောတဲ့ဒီနာမည်ကြီးတဲ့ celebrity တွေမှမဟုတ်ဘူးကိုဘေးနားမှာရှိတဲ့လူတွေကိုလည်းသတိထားပါဒါမျိုးလေးမြင်ရထက်လိမ့်မယ်နောက်တစ်ခုကကျတော့ဗာလေးထပ်ပြီးတော့သတိပေးချင်တာလဲဆိုတဲ့အခါကျတော့ဒီအတိတ်ဟောင်းပြဿနာဟောင်းလို့ပြောတယ်နောက်တစ်ခုကကျတော့အခုဖြစ်နေတဲ့ကိစ္စရပ်တွေမှာဆိုလေအောက်ဖဲလန်တဲ့ကိစ္စရပ်တွေပြန်တွေ့နေရတယ်အဲ့တော့နောက်တစ်ခုကကျတော့ Mercury retrograde က communication နဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်ဒီနည်းပညာနဲ့ communicate လုပ်ရတဲ့အရာတွေပေါ့နော်ဖုန်းကွန်ပျူတာလျှက်စစ်ပစ္စည်းတွေချို့ရင်းတာပျောက်ပြက်တာနော်အဲ့လိုမျိုးပြန်လုပ်တာအမျိုးလေးနောက်တစ်ခုကကျတော့လေသတိပေးချင်တာကမိမိတို့ဖုန်းထဲမှာမိမိတို့ရဲ့ privacy ကလောက်ထားတဲ့ record လောက်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေနော်ဒါလူတွေမသိရမမြင်အလုပ်ထားတဲ့အရာတွေရှိတယ်ဆိုရင်ဒီကာလာလေးမှာမိမိတို့ရဲ့ဖုန်းကိုယူဆိုင်ပါဘာလို့လဲဆိုတော့ဖုန်းပြက်စီးသွားလို့ဆိုင်ရောက်သွားတဲ့အခါကျရင်အဲ့မှာအဲ့ဟာတွေပေါ်တာတို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလည်းသတိထားပါအဲ့တော့ဒါကသတိပေးတာအဲ့လိုမျိုးတွေလည်းခဏပြောလို့ဆိုမြန်မာပြည်မှာဆိုရင်ဗာလဲဆိုတော့80ပေါက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါတွေလည်းသွားပြီးတော့မှဒီနေ့မှာပို့ပြီးတော့မှသတိထားဘယ်လိုပြောမလဲကိုယ်အတွေးထဲမှာပို့ရောက်လာတာပေါ့နော်ဆိုတဲ့အခါကျတော့အတိတ်ဟောင်းပြဿနာဟောင်းနေပြီးတော့ကိုဖုံးဖိခဲ့တဲ့အရာတွေလူတွေရဲ့ two faces တွေနောက်တစ်ခုကကျတော့လူတွေလုံးဝမသိတဲ့အရာတွေကနော်ဒီ Mercury retrograde ကာလမှာသိရတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မို့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတယ်ကိုယ်ထဲမှာခဏပြောတဲ့နော်ဒီလူငယ်လေးတွေrecord ယူထားတာနော်စသဖြင့်ကိုယ့်ရဲ့လင်မယားဖြစ်ဖြစ်သမီးစားဖြစ်စသဖြင့်အဲ့လိုမျိုး record ယူထားတာလေးနဲ့ပတ်သက်ပြီးတော့မှ leak ဖြစ်လိမ့်မယ်ဒါမျိုးလေးသတိထားပါဘာဖြစ်လို့ဆိုတော့ဒါ Mercury retrograde ကာလမှာတော့မိမိရဲ့ဖုန်းတွေပြတ်နေပြီဆိုရင်သွားပြင်မယ်ဟဲ့ဆိုရင်သတိထားဒါမှမိရဲ့ဖုန်းကအခြေအနေသိပ်မကောင်းတော့ဘူးအဲ့ဒီဆိုင်သွားပြင်ရမယ်ဆိုရင်သတိထားအဲ့တော့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့အဲ့ဒီလိုမျိုးမိရဲ့ဖုန်းလို့ပျောက်တာဖုန်းပျောက်လို့ကိုယ့်ဟာတွေပါသွားတာလို့ပေါ်လာတာလို့နော်အပြောက်ခဏပြောတယ်မိအိနဲ့ခန္ဓာလည်းဖြစ်မယ်ပေါ့နော်ဖုန်းကလည်းပြတ်သွားသေးတယ်နောက်ထပ်ကိုယ့်ရဲ့ဟွာတွေလည်းပေါ်သွားသေးတယ်အဲ့လိုမျိုးလေးလည်းဖြစ်တတ်ပါတယ်ဒီကာလမှာသတိထားပါနောက်တစ်ခုကကျတော့ကိုဘေးနားမှာရှိတဲ့လူတွေနဲ့အဆင်မပြေတာမိသားစုတွေနဲ့အဆင်ပြေတာစကားများတာစကားထစ်ကလေးရှိတန်းချင်းလုံးဝမခံနိုင်တော့တာတင်းချင်းလုံးဝမခံနိုင်တော့တာအရင်ကတင်းချင်းခံခဲ့တဲ့အရာတွေကဒီကာလမှာတင်းချင်းမခံနိုင်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့နောက်တစ်ခုပြဿနာတစ်ခု misunderstanding ဖြစ်လိုက်တာနဲ့ငါမှန်တယ်သူမှန်တယ်ဆိုပြီးတော့မှပြဿနာရက်တွေကအဲ့လိုမျိုးဖြစ်တာဆိုတော့အဲ့ဒါမျိုးလေးတွေဖြစ်တတ်ပါတယ်သတိထားပါအဲ့တော့ခရီးသွားလုပ်ငန်းလေးနဲ့ကိစ္စရက်ကလေးနဲ့ပတ်သက်ပြီးသတိထားပါပညာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှမိမိတို့လုပ်မဲ့ဒီစာရွက်စာတမ်းကိစ္စရက်ကလေးတွေနောက်တစ်ခုကကျတော့ဗီဇာကိစ္စရက်ကလေးတွေနိုင်ငံရေးချသွားမဲ့ကိစ္စရက်ကလေးတွေနိုင်ငံရေးချကိုသွားမယ်ဟဲ့ဆိုရင်လေဒါလေးတွေကိုသိချပြန်ပြီးတော့မှစစ်ပါဒါမျိုးလေးလုပ်သင့်ပါတယ်နောက်တစ်ခုကကျတော့တယောက်နဲ့တယောက်စိတ်အေးအေးလေးထားပါဒီကာလမှာဒေါသစိတ်ကထွက်နေပြီဆိုโอเคဒေါသထွက်နေဘာဖြစ်နေပြီဆိုကိုအမြဲပြန်ပြီးတော့မှတတိပြန်ဟွာလုပ်လိုက်ပါနော်โอเคဒါက Mercury retrograde ကြောင့်မို့ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုပြီးတော့မှပြန်ပြီးတော့မှတတိလေးကပ်ပေးပါဆိုတော့ Mercury retrograde အကြောင်းတွေတော့ကျွန်မ wall ကိုတက်ကြည့်လိုက်လို့လည်းရအောင်အများကြီးပဲပြောပြထားပြီးရဆိုတော့ဒါ Mercury retrograde အစမှာရင်ကိုဒီမှာမြန်မာပြည်မှာပွဲပေါင်းနဲ့ပြဿနာတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်ဆိုတော့တတိထားပါအဲ့တော့ Mercury retrograde ကနိုဝင်ဘာ9ရက်နေ့ကနေပြီးတော့မှနိုဝင်ဘာ29အထိထိုးမှာပါအဲ့တော့ Sagittarius မှာထိုးတာဖြစ်တဲ့အတွက်ငါမှန်နဲ့ကိုယ့်ရဲ့အမှန်တရားအတွက်ကို keep မလုပ်ထားတော့ဘဲနဲ့ဖော်ထုတ်တာစကားတွေများကြတာစကားတွေပြောကြတာလူတွေရဲ့နောက်ထပ်အမှန်တရားတွေပေါ်လာတာသူက freedom ပေါ့နော်နောက်တစ်ခါလူတွေကဒီကာလမှာပို့ပြီးတော့မလွတ်လပ်ချင်တာဒါကြောင့်မို့ရီးစားတွေပြတ်တာတို့ဖြစ်တတ်တယ်နော်သမီးစားပြတ်တာတွေဖြစ်တတ်တယ်နောက်တစ်ခုကကျတော့တချို့ရီးစားဟောင်းတွေပြန်လာတတ်တယ်အဲ့လိုမျိုးလေးလည်းဖြစ်တတ်တယ်နောက်တစ်ခါကျတော့တချို့သူတွေကရီးစားဟောင်းကိုတွားပြီးဆက်တော်တာမျိုးလေးလည်းရှိတယ်ဆိုတော့ okay ဘာပဲပြော Mercury retrograde ကိုအကောင်းဆုံးကျော်လွှာနိုင်ပါစေနောက်တစ်ခါကျတော့ဒေါသအရှိမထားပါနဲ့အဲ့တော့ဘုရားတရားနဲ့နေကြပါငါးပါးသီလလုံးအောင်နေကြပါနောက်တစ်ခါကျတော့စိတ်အေးလက်အေးနဲ့ဘဝကိုကြော်ဖြတ်ပြီးအေးချမ်းချမ်းကြော်ဖြတ်နိုင်ကြပါစေဆိုတော့
fighting